အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့အာဟာရထိုးပြဆရာဝန်ဒေါက်တာမေဖူးစုံဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်မနဲ့အတူအနန္တစေတနာဖောင်ဒေးရှင်းရဲ့ပံ့ပိုးကူညီမှုနဲ့အတူပေါ့နော်ကြောက်ကတ်သွေးသန့်စင်နေရတဲ့လူနာတွေမှာအာဟာရပိုင်းဆိုင်ရာပညာပေးအစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်အဲ့တော့ပုံမှန်ကြောက်ကတ်သွေးသန့်စင်နေရတဲ့လူနာတွေမှာဆိုလို့ရှိရင်ဘလို့အစားအသောက်အာဟာရတွေကအထူးသတိပြုပြီးစားသင့်တယ်လေပေါ့နော်အဲ့တော့ပထမဆုံးကျွန်မတို့ကြောက်ကတ်သွေးသန့်စင်နေရတဲ့လူနာတွေမှာအထူးသတိပြုပြီးစားရမယ်အုပ်စုတစ်ခုရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့ဆိုဒီယမ်လို့ခေါ်တဲ့အငန်ဓာတ်ပေါ့နော်အငန်ဓာတ်ပါဝင်တဲ့အစားအသောက်တွေကိုအထူးသတိပြုပြီးစားရမှာဖြစ်ပါတယ်အဲ့တော့ဆိုဒီယမ်လို့ပြောလိုက်လို့ရှိရင်ကျမတို့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်ဆိုဒီယမ်ဆိုလို့ရှိရင်လည်းအရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေမှာပါဝင်နေတယ်အဲ့တော့တရက်တာဒီခန္ဓာကိုယ်တွင်းမှာရှိတဲ့ရေဓာတ်တွေထိန်းချုပ်မှုသွေးပေါင်ချိန်ထိန်းညှိပေးခြင်းစတဲ့အရေးကြီးတဲ့ခန္ဓာတွေမှာပါဝင်နေတဲ့အတွက်ကြောင့်မလို့ဆိုဒီယမ်ဆိုလို့ရှိရင်လည်းအရေးကြီးတဲ့အာဟာရဓာတ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ကြောက်ကတ်သွေးသန့်စင်နေရတဲ့လူနာတွေမှာဆိုလို့ရှိရင်တော့ကျမတို့ပုံမှန်ထိန်းချုပ်စားရမယ်တရက်တာလိုအပ်တဲ့ဆိုဒီယမ်ပမာဏရှိပါတယ်အဲ့ဒါတော့ကျမတို့တရက်ကိုကြောက်ကတ်သွေးသန့်စင်နေရလူတွေမှာဆိုဒီယမ်ပမာဏ2000မီလီဂရမ်ထက်ကျော်ပြီးတော့မစားသင့်ပါဘူးအဲ့တော့ဆိုဒီယမ်2000မီလီဂရမ်ဆိုလို့ရှိရင်ကျမတို့အိမ်တွေမှာသုံးနေတဲ့အိမ်သုံးစားသို့မဟုတ်ပန်းရောင်စားလို့လူတွေခေါ်ကြတဲ့ပန်းရောင်စားမှာဆိုလို့ရှိရင်ဆိုဒီယမ်ပါဝင်မှုဟာစားလက်ဖက်စားဆုံးတစ်စုံမှဆိုလို့ရှိရင်ဆိုဒီယမ်2000မီလီဂရမ်ပါနေတဲ့အတွက်ကြောင့်မလို့ကျမတို့အိမ်တွေမှာချက်ပြုတ်ပြင်ဆင်နေတဲ့အင်ရှင်မတွေမိသားစုဝင်တွေအားဆိုလို့ရှိရင်ကိုယ့်ရဲ့ကြောက်ကတ်သွေးသန့်စင်နေတဲ့လူနာအတွက်သုံးတဲ့အချိန်မှာ24နာရီတွင်တရက်စာမှာမနက်စာနေ့ခင်းစာညနေစာစားတဲ့ဟင်းထဲမှာဆိုလို့ရှိရင်စားကိုလက်ဖက်စားလုံးတစ်စုံထက်ကျော်လွန်ပြီးတော့မသုံးသင့်ပါဘူးဆိုဒီယမ်ဆိုတဲ့ဓာတ်ဟာကျမတို့စားတစ်ခုထဲမှာလည်းပါတာမဟုတ်ဘူးအိမ်ဒီမှာသုံးနေတဲ့ငံပြာရည်တို့ငပိရည်တို့စားတွေမှာလည်းပါတဲ့အတွက်ကြောင့်မလို့ကျမတို့ဒီငံပြာရည်စပွဲတင်စုံတစ်စုံမှာဆိုလို့ရှိရင်ဆိုဒီယမ်ပါဝင်မှု1400မီလီဂရမ်ရှိတဲ့အတွက်ကြောင့်မလို့စားမသုံးမဲနဲ့ငံပြာရည်တစ်မျိုးတည်းပဲချက်မယ်ဆိုလို့ရှိရင်တော့စပွဲတင်စုံတစ်စုံခွဲထက်ကျော်လွန်ပြီးမသုံးသင့်ပါဘူးအဲ့တော့ကျမတို့မြန်မာလူမျိုးတွေရဲ့နောက်ထပ်ကြိုက်နှစ်သက်တဲ့အစားအသောက်တစ်ခုဖြစ်တဲ့ငပိရည်မှာဆိုလို့ရှိရင်လည်းငပိရည်လက်ဖက်စားလုံးတစ်စုံမှာဆိုဒီယမ်ပါဝင်မှုဟာ300နဲ့500မီလီဂရမ်ပြန်မျှပါဝင်နေတဲ့အတွက်ကြောင့်မလို့ကိုကကြောက်ကတ်သွေးသန့်စင်နေရတဲ့အချိန်မှာဒီစားတတ်တွေထိန်းချုပ်စားဖို့လိုအပ်ပြီးလို့ဆရာဝန်ကပြောလိုက်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးငပိရည်တွေစားတာတွေကိုတော့ကျမတို့ short တင်ပါတယ်အဲ့ဒီပြီးတော့မှဒီဆိုဒီယမ်ဟာခုနကဆရာမပြောသွားတဲ့အိမ်သုံးစားတွေပန်းရောင်စားတွေငံပြာရည်တွေငပိရည်တွေအပြင်မှာပုံမှန်ဟင်းတွေအဖြစ်စားကြတဲ့ငါ6တို့ငါစနေတို့ပဇွန်6တို့အဲ့ဒီအပြင်မှာကျမတို့မြေပဲစားလို့လိုပုံစံမျိုးတွေနောက်ပြီးလို့ရှိရင်အသင့်စားပြုလုပ်ထားတဲ့ကြက်ဥချောင်းဝက်ဥချောင်းတွေထောပတ်နဲ့ပြုလုပ်ထားတဲ့မုတ်ကျွတ်မုတ်6ဘီစကစ်မုတ်တွေအပြင်ဆိုဒီယမ်ဘိုင်ကာဗွန်ဟိတ်ထည့်သွင်းပြီးလုပ်ထားတဲ့ဒီပါမုတ်တွေခောက်ဆွဲတွေမှာပါဝင်နေတဲ့အတွက်ကြောင့်မလို့ဒါတွေကိုလည်းသတိပြုပြီးစားဖို့တော့တိုက်တွန်းလိုပါတယ်။ဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်မှာဒီဆိုဒီယမ်ပါဝင်မှုစားတဲ့အစားအသောက်တွေကိုကြောက်ကတ်သွေးသန့်စင်နေရလူတွေမှာစားတာများရင်ခန္ဓာကိုယ်ကနေရေတွေပေါ့နော်ဆွဲအားများတဲ့အတွက်ကြောင့်မလို့ရေပို့ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာများလာရင်အဆုတ်မှာသွားပြီးတော့ရေတွေစုပုံလာမယ်။အဲ့တော့ကြောက်ကတ်သွေးသန့်စင်တဲ့လူနာတွေမှာရေဖောလာတာတွေခြေရောက်တွေဖောရောင်လာတာတွေအဲ့ဟာဒီမှာတက်စင်ကျမတို့အဆုတ်ထဲမှာရေတွေဝင်ပြီဆိုလို့ရှိရင်တော့မောလာတာအဆုတ်ကနေရေတွေစုပ်ထုတ်တာမျိုးတွေနောက်တက်စင်အနေနဲ့နှလုံးကိုသွားပြီးတော့ဒုက္ခပေးနိုင်တာတွေဒါတွေဖြစ်နိုင်တဲ့ကြောင့်မလို့ကြောက်ကတ်သွေးသန့်စင်နေတဲ့လူတွေမှာဆိုဒီယမ်ကိုထိန်းချုပ်စားဖို့အလွန်အရေးကြီးပါတယ်